ရှင်ဘုရင်တစ်ပါးမုံဒမင်းလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကပါပဲအဲ့ဒါနာရဒမထေရသူ့ကိုဟောတဲ့တရားလေးကိုအင်္ဂုတ္တပါဠိတော်ပြင်စကနိပတ်ထဲမှာမှတ်တမ်းတင်ထားတယ်ဖြစ်ရကလေးကဘယ်လိုလဲဆိုတော့အဲ့ဒီမုံဒမင်းရဲ့မိဖုရားဗဒ္ဒါလို့အမည်ရတဲ့မိဖုရားရုပ်တရက်ဆုံးအလွန်ချစ်မြတ်နိုးတဲ့မိဖုရားကြီးဖြစ်တဲ့အတွက်ကြောင့်သူအလွန်မင်းကိုပဲစိတ်ဆင်းရဲရတယ်ပေါ့ဘယ်လောက်ထိဆင်းရဲတုံဆိုလို့ရှိရင်သူအစားအသောက်တွေဖြစ်တယ်တိုင်းရေးပြည်ကလည်းဘာမှမစီတယ်တော့နော်ဘယ်လောက်ထိသူကလှုပ်ထားတုံဆိုတော့ရွှေတိုင်ဆိုးပိယကကိုခေါ်ပြီးတော့တန်ခေါင်းကြီးလှုပ်ခိုင်းတယ်အဲ့ဒါကိုစီတွေအပြည့်ထည့်ပြီးတော့ဒီသူ့မိဖုရားရဲ့ရုပ်ကလပ်ကိုအဲ့ဒီတည်းထည့်စီတွေထည့်ပြီးတော့အပေါ်ခေါင်းတစ်ခုနဲ့အုပ်ထားဒါဆိုလို့ရှိရင်ငါမိဖုရားကိုငါကြာရာကြည့်လို့ရမယ်ပေါ့နော်အဲ့ဒီနားမှာပဲနေတယ်တောကပရိဒေဝအလွန်ကြီးကြီးမားမားတောက်လောင်တယ်သူ့ရဲ့ဒီရွှေတိုင်ဆိုးကမိတ်ဆွေကောင်းလို့ပြောရမယ်ဩငါတို့ရှင်ဘုရင်အကြီးအကျယ်ဒုက္ခရောက်နေတာဒီနိုင်ငံထဲမှာလည်းပညာရှိလို့အမိခံတဲ့သမဏဗြဟ္မဏတွေလည်းအများကြီးရှိတာအဲ့တော့ငါဘယ်သူနဲ့များတွေ့ပေးရမယ်ဩစဉ်းစားအဲ့ဒီမှာရှင်နာရဒဆိုတာယဟန္တာလို့နာမည်ကြီးတယ်အပညာရှိတယ်လို့လည်းနာမည်ကြီးတယ်နော်အသက်ကောင်အားဖြင့်လည်းကြီးတယ်ဆိုပြီးတော့ငါသူနဲ့တွေ့ပေးမယ်ဆိုပြီးတော့သူ့ရဲ့စီစဉ်မှုကြောင့်လို့ဆိုကြပါစို့အတူချုပ်ပြောရရင်အဲ့ဒီရှင်ဘုရင်ကအဲ့ဒီနာရဒမထေရမျက်စီကိုသွားတယ်ဟိုရောက်တဲ့ခါကျတော့အကျိုးအကြောင်းလျှောက်ထားလျှောက်တဲ့အခါမှာအဲ့ဒီနာရဒမထေရသူ့ကိုဟောတာအဲ့ဒီတရားလေးပေါ့နော်ပျက်စီးမှုနဲ့နော်ကျုံရတဲ့အခါကာလမျိုးမှာအထူးသဖြင့်နှလုံးသွင်းတဲ့တရားမျိုးပေါ့အဲ့ဒီမှာသူကဘာဟောတုံဆိုတော့ဘုန်းဘုန်းတို့အနှစ်ချုပ်ကလေးပဲပြောကြည့်မယ်နော်လောကမှာတရား၅မျိုးနဲ့ကြုံလာတွေ့လာပြီဆိုရင်ရှောင်လို့မရဘူးဘယ်သူမှလွန်ငြိမ်းချမ်းသာဝင်မရှိဘူးအလုံးဒါဟာတွေ့ကိုတွေ့ရမယ်ကြုံကိုကြုံရမယ်တရားမျိုးဖြစ်တယ်တဲ့အဲ့ဒီတရား၅မျိုးကဘာလဲဆိုတော့စရာရယ်ဗျာတိရယ်မရဏရယ်ခရရယ်နတ္တနရယ်နော်စရာဗျာတိမရဏတော့သိရနော်အိုခြင်းနာခြင်းသေခြင်းဟုတ်လားခရဆိုတာကုန်ခန်းခြင်းဘုန်းဘုန်းတို့ဒီမှာရှိနေတဲ့အရာတွေဖြစ်နေတဲ့မြင်နေတဲ့အရာတွေဟာကုံသွားတတ်တဲ့အရာတွေကြီးပဲကိုဘုန်းဘုန်းတို့ရဲ့အဖေဘိုးတွေဘွားတွေဘယ်ရောက်သွားကုံသွားပြီမမြင်တော့မမြင်ရတော့ဟုတ်လားရေအိုးတွေကရေတွေကိုတောက်လိုက်တယ်ကုန်းသွားတယ်နောက်ထပ်ထည့်နေလို့သာရေကအမြဲရှိနေတယ်လို့ထင်နေရတာ哦လူတွေကုန်းသွားတာမရှိဘူးလားနဲခရဆိုတာကုန်းနတ္တနဆိုတာပြက်တယ်အကောင်းအတိုင်းအမြဲတမ်းသွားနေတာမဟုတ်ဘူးပျက်စီးတယ်ကျမ်းမာရေးကလည်းပျက်စီးတယ်နှုတ်ပြခြင်းကလည်းပျက်စီးတယ်ရှင်သန်ခြင်းကလည်းပျက်စီးတယ်ပိုင်ဆိုင်မှုကလည်းပျက်စီးတယ်တရား၅မျိုးအိုခြင်းနာခြင်းသေခြင်းကုန်ခြင်းပြက်ခြင်းဒါတွေကြုံလာပြီဆိုရင်ဒါတွေမကြုံပါစေနဲ့လို့ဘယ်သူမှတောင်းတလို့မရနိုင်ဘူးတဲ့အဲ့ဒါတွေကြုံလာတဲ့အချိန်မှာညံမဲ့တဲ့ပုံကိုယ်တွေကအလွန်အမင်းစိုးရိမ်ကြတယ်ပူဆွေးကြတယ်ငိုကြွေးကြတယ်အဲ့လိုစိုးရင်ကြီးအဖြစ်သူ့ဘာဖြစ်တုံးတဲ့အစားပြက်လိမ့်မယ်တဲ့မစားခြင်းမတောက်ခြင်းဖြစ်လိမ့်မယ်တဲ့ဟုတ်တယ်စိတ်ထဲမှာစိုးရင်မှုဖြစ်သွားတယ်ဆိုရင်စားရင်တောက်ခြင်းစိတ်ကတခါတည်းပါဖြစ်သွားတော့ကိုုံသွားကြောက်လန့်လွန်အားကြီးရင်လည်းစားခြင်းတောက်ခြင်းစိတ်ပြက်သွားတာပဲနော်အစားတောက်ပြက်လိမ့်မယ်တဲ့ပြီးရင်ကိုယ့်ရဲ့ရုပ်ရည်ဟာအယောင်ဝါကျပြီးတော့ကြည့်ရတာလည်းပဲမကောင်းတဲ့အနေအထားရုပ်ချင်းအင်္ဂါမလှမပအနေအထားနွမ်းနေနေတဲ့ပူးနေတဲ့ရုပ်ဟာတိတာကြီးပဲရုပ်ပြက်သွားတော့နော်အစာပြက်တယ်ပြီးရင်ဘာတော့ရုပ်ပြက်သွားတယ်ပြက်ဒီမှာမထေရကြီးကပြောတာသူကလက်တွေ့အလွန်ကြကိုယ်မုန်းတဲ့လူတွေဝမ်းသာလိမ့်မယ်တဲ့ကိုယ်ပျက်စီးမှုတွေကြုံလို့တောကပရိဒေဝတွေနဲ့အပူတွေကြီးဖြစ်နေကိုယ်မုန်းတဲ့လူတွေဝမ်းသာမယ်ဒါတွေမကောက်ကိုယ်ချစ်တဲ့လူတွေစိတ်ဒုက္ခရောက်လိမ့်မယ်တဲ့ကိုယ်ချစ်တဲ့လူတွေဝမ်းနေကြလိမ့်မယ်ကိုယ်လည်းမုန်းတဲ့လူတွေကြီးရှိတာမဟုတ်ချစ်တဲ့လူကလည်းရှိသေးတာဟုတ်လားဒါကြောင့်မလို့ဒီပူလောင်ခြင်းဟာစိုးရင်ခြင်းဟာဘာအကျိုးမှမရှိဘူးတဲ့လူတွေဟာကိုယ့်ပူလောင်အောင်လုပ်နေတာငြိမ်းအေးအောင်လည်းကိုယ့်ငြိမ်းအေးအောင်လုပ်တာဘယ်သူမှကိုယ့်ကိုပူအောင်လုပ်လို့မရဘူးဘယ်သူမှကိုယ့်ကိုငြိမ်းအေးအောင်လုပ်လို့မရဘူးဆိုတာကိုပြောတာအဲ့လိုပြောပြီးတော့မထေရမြတ်ကြီးဟာတကယ်လို့ဒီတရား၅မျိုးတွေ့လာလို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ကိုဆင်ញင်ရဘလို့ဆင်ញင်ရမလို့အခုပြောတဲ့အတိုင်းပဲဆင်ញင်ရမယ်သူကစိုးရင်ခြင်းအဖြစ်အကျိုးမရှိဘူးအစားပြက်လိမ့်မယ်ရုပ်ပြက်လိမ့်မယ်မုန်းတဲ့လူတွေဝမ်းသာလိမ့်မယ်ချစ်တဲ့သူတွေဝမ်းနည်းလိမ့်မယ်
ကိုပူလောင်အောင်မလုပ်တဲ့ဘူးကိုငင်းအေးအောင်လုပ်တဲ့နဲ့ပူလောင်ခြင်းကဘာအကျိုးမှမရှိဘူးဟုတ်လားအဲ့ဒါလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာငါတယောက်တည်းဖြစ်နေတဲ့ကိစ္စတွေမဟုတ်ဘူးဒါတွေကတစ်လောကလုံးဖြစ်နေတဲ့ကိစ္စလောကရဲ့သဘောလောကရဲ့အမှန်ဒါဟာဘယ်သူမှရှောင်လို့မရဘူးလို့အားလုံးရဲ့အပေါ်မှာလည်းပဲဖြန့်ပြီးတော့အဲ့လိုလေးစဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လောင်နေတဲ့တောကပဋိဒေဝမိဟာငြိမ့်သွားလိမ့်မယ်တရားနာရင်နဲ့ဘုရင်ကြီးကအဲ့ဒါငြိမ့်နေတဲ့မိရဟုတ်လားအဲ့ဒါအဆုံးသက်လေးမှာပြောတာလေးကိုလည်းဘုံဘကအလွန်သဘောကျတယ်ဘာပြောတော့ဆိုတော့တစုံတရာပြဿနာတစ်ခုကြုံလာပြီဆိုရင်အစင်မပြေမှုဒုက္ခဘာလို့မဆိုလို့ဘလို့ဒုက္ခမျိုးပဲဖြစ်ကြုံလာပြီဆိုလို့ရှိရင်ကိုယ်အစွမ်းရှိသလောက်ဒါကိုပြေလေအောင်ကြိုးပမ်းအထောက်ရမယ်ဂါထာမန္တန်ရွတ်လို့ပြောင်းမယ်ဆိုရင်လည်းဂါထာမန္တန်ရွတ်လက်ပေးလို့ပြောင်းမယ်ဆိုရင်လည်းလက်ပေးဟုတ်လားဟာချစ်ဖွယ်ခင်ဖွယ်ပြောစိတ်သက်ညှိနှိုင်းလို့ပြောင်းမယ်ဆိုရင်စိတ်သက်ညှိနှိုင်းအကုန်လုံးဖြည့်ရှင်းဒါဘာကြောင့်ဖြစ်လဲဒီဟာမဖြစ်အောင်ဘယ်လိုလုပ်ရမလဲအကြောင်းကိုမြင်အောင်ကြည့်ရှားပညာရှိတဲ့နဲ့တိုင်ပင်ဆွေးနွေးတဲ့ရင်ဆွေးနွေးရတဲ့အဖြေကိုလက်တွေ့လုပ်ပြီးတော့ဆိုလိုတာနီးမျိုးစုံနဲ့ဒါကိုပြေးလေသွားအောင်ဒီဒုက္ခကိုနော်ကြည်ရနဲ့တေးသေးရနဲ့ပျောက်သွားအောင်နီးမျိုးစုံနဲ့ဘာလို့မလို့ကြိုးစားရမယ်လက်မလျှော့အောင်နောက်ဆက်ပြောတာလေးကပိုးစဉ်းစားတယ်ကောင်းအဲ့လိုနီးမျိုးစုံနဲ့အစွမ်းရှိသလောက်တတိကုံထုတ်ပြီးတော့ကြိုးပမ်းအားထုတ်တော်လဲပဲတစ်ခါတလေမှာဒုက္ခကမငြိမ်ဘူးဘလောက်လို့လို့မှဒုက္ခကမငြိမ်ဘူးဖြစ်เสียအကြောင်းရှိတော့ဖြစ်နေပြီဆိုရပါစို့ယောဂတွေဖြစ်လာတယ်တက်ကျွန်းတဲ့ဆရာဝန်တွေနဲ့ပတ်စံနဲ့အကုန်ခံပြီးတော့အကုန်ကိုစွမ်းညံစွမ်းရှိသလောက်ကင်ကုတော့ကုတာပဲဒါပေမဲ့ကုတဲ့ကြားတွေကပဲတချို့ပျောက်လားမပျောက်လို့တည်သွားကြတာပေါ့ဟုတ်လားအဲ့လိုမျိုးနီးမျိုးစုံနဲ့ကြိုးပမ်းအားထုတ်တယ်မရဘူးဒီဒုက္ခကဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်မလို့ငါဘဝရကြောင်းကံတရားတွေကိုပြုခဲ့လို့ဘဝရလာပြီရလာရင်ဒီဘဝမှာဖြစ်เสียအကြောင်းရှိရင်ဘာမှတားမရဘူးဖြစ်တာဟုတ်လားအဲ့ဒီဖြစ်လာတာကိုငါတတ်နိုင်တယ်မြနီးမျိုးစုံနဲ့မဖြစ်အောင်ငါလုပ်ပြီးပြီအခုမရဘူးဆိုလို့ရှိရင်လူရလို့ဖြစ်လာရင်လူဒုက္ခဆိုတာခံရဟုတ်လားတကယ်တမ်းကဘုန်းတို့ခန္ဓာမှာဖြစ်နေတဲ့ဒုက္ခတွေကဒီခန္ဓာကြီးဖြစ်နေလို့ကိုကြုံနေရတာအဲ့လိုကြုံရပြီဆိုလို့ရှိရင်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာပြီဆိုပြီးတော့ကိုပြုတ်ခဲ့တဲ့ကံတွေကိုစဉ်းစားပြီးတော့ဘာလို့ရမလို့ဆိုတော့ဒီခံရမယ်တဲ့ဒါအကောင်းဆုံးနည်းကိုပြောတာနော်နည်းမျိုးစုံနဲ့ကြိုးစားမရဘူးဆိုရင်မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ဒါကိုဒီခံဒီမခံမဲ့နဲ့ဒေါသတွေနဲ့မကျေနပ်ချက်တွေနဲ့တုံ့ပြန်နေမယ်ဆိုရင်လည်းအကျိုးရလက်ကပိုးတောင်ဆိုးသွားနိုင်တယ်ဟုတ်ရဲ့လားအဲ့ဒါလေးကိုဘုံဘုံကသဘောကျတာအဲ့လိုမျိုးနော်စရာဗျာတိမရဏခယနတနာအိုရင်နာခြင်းတေခြင်းကုံခြင်းပြက်ခြင်းဒီတရား၅မျိုးနဲ့ပတ်သက်လို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ဒါငါတယောက်တည်းဖြစ်နေတဲ့ကိစ္စမဟုတ်အားလုံးဖြစ်နေတဲ့ကိစ္စနော်စိုးရိမ်ခြင်းအဖြစ်အစာပြက်မယ်ရုပ်ပြက်မယ်ရန်သူဝမ်းသာမယ်ချစ်သူဝမ်းနည်းမယ်ဘာအကျိုးမှမရှိဘူးလို့စဉ်းစားပြီးတော့ကိုငြိမ်းအေးအောင်နေနိုင်ရမယ်လို့အဲ့လိုမျိုးဟောတဲ့အခါကျတော့တောကအကုန်ပျောက်တော့ရှင်ဗျာတဲ့ဒါကိုဘာတရားလို့ခေါ်ပါတယ်လေပေါ့ဒီဥစ္စာကိုတောကညောင်းကိုနှုတ်တဲ့တရားလို့ခေါ်တယ်ဟုတ်ပါတယ်ဗျာတပည့်တော်ရဲ့နော်စိတ်နှလုံးမှာစူးနေတဲ့တောကမြောင်းဟာတကယ်ကိုပဲထွက်သွားပြီပေါ့အဲ့ဒါနဲ့တခါတည်းအမိန်ပေးတယ်တဲ့ရွှေလိုက်စုကိုကိုင်းဗဒ္ဒရဲ့အလောင်းကိုအကုန်လုံးတခါတည်းထုတ်ပြီးတော့မိတာရှို့လိုက်ကြတော့ဒီနေ့ကစပြီးတော့ပွဲတော်လဲတဲမယ်ဟုတ်လားတိုင်းရေးပြည်ကလည်းစီစဉ်မယ်ဆိုပြီးတော့ချမ်းချမ်းသာသာဖြစ်သွားတယ်ဆိုပြီးတော့အဲ့ဒါမှတ်တမ်းတင်